မိမိတို့ရဲ့ Facebook အကောင့်ကိုဖုန်းနံပါတ်နဲ့ရှိတ်ထားတဲ့ဆိုလို့ရှိရင်အဲ့ဒီရှိတ်ထားတဲ့ဖုန်းနံပါတ်နဲ့ဒီ WhatsApp ဆိုတဲ့ application နဲ့ WhatsApp အကောင့်ဖွင့်ထားသင့်ပါတယ်ခင်ဗျ။ဘာကြောင့်လဲဆိုလို့ရှိရင်ခုနောက်ပိုင်းမှာဆိုလို့ရှိရင် Facebook တွေကအကောင့်ထွက်သွားရင်ပြန်ဝင်တဲ့အခါမှာ password သိရင်တော့မှဖုန်းနံပါတ် code တွေတောင်းတတ်ပါတယ်ခင်ဗျ။အဲ့ဒီအချိန်မှာ WhatsApp တွေက code ရတာလွယ်ကူပါတယ်ခင်ဗျ။ဒါကြောင့်မလို့ WhatsApp အကောင့်ကိုဖွင့်ထားသင့်ပါတယ်ခင်ဗျ။ဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာပြပေးပါမယ်။အားလုံးပဲအဆုံးလေးလိုက်ကြည့်ပေးကြပါအောင်ခင်ဗျ။ WhatsApp ဖွင့်ဖို့အတွက်ကျွန်တော်တို့ VPN ဖွင့်ထားပါမယ်။ VPN ဖွင့်ပြီးရင်တော့ဒီမှာ WhatsApp ကိုတစ်ချက်နှိပ်ပါ။ပြီးရင်ဒီနောက်ရောက်ပြီဆိုရင်ဒီမှာ agree and continue ကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျ။ပြီးတော့ဒီမှာဖုန်းနံပါတ်ထည့်ခိုင်းတဲ့နေရာမှာကျွန်တော်တို့ကဒီ Facebook account နဲ့ share ထားတဲ့ဖုန်းနံပါတ်ကိုထည့်ပါဖုန်းထဲမှာထည့်ထားဖို့လည်းလိုပါတယ်ခင်ဗျကျွန်တော်ထည့်လိုက်ပါမယ်အဲဒီမှာထည့်ပြီးသွားပြီဆိုရင်တော့အောက်က next ဆိုတာတစ်ချက်နှိပ်လိုက်ပါခင်ဗျဒါပေါ်လာရင်တော့ yes ဆိုတာနှိပ်ပါပြီးရင်တော့ဒီမှာ continue ဆိုတာနှိပ်လိုက်ပါသူကဒီမှာဒီလိုမျိုးပြနေပါလိမ့်မယ်ဒီလိုမျိုးပြနေဘာမှမလုပ်ပါနဲ့စောင့်လိုက်ပါ requesting call ဆိုပြီးတော့သူကပေါ်နေပါလိမ့်မယ်ခင်ဗျဖုန်းလိုင်းမကင်ပါနဲ့ဖုန်းလိုင်းလည်းဒီတိုင်းထားလိုက်ပါခင်ဗျပြီးရင်သူ့ဘာသာ verify ဖြစ်သွားပါလိမ့်မယ်ခင်ဗျဒီမှာဆိုသူ့ဘာသာ verify ဖြစ်သွားပါလိမ့်မယ်ဒီနောက်ကိုရောက်သွားပါလိမ့်မယ်ခင်ဗျရောက်ရင်တော့ဒီမှာ continue ကိုနှိပ်လိုက်ပါပေါ်လာတဲ့မြောက်ကျွန်တော်တို့ဒီ allow လုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျ allow နဲ့လည်းနှိပ်ပါပြီးရင်တော့ဒီမှာကျွန်တော်တို့ကနာမည်ထည့်လို့ရပါတယ်ကြိုက်တဲ့နာမည်ထည့်ပါခင်ဗျကိုကြိုက်တဲ့နာမည်ကိုထည့်ပါထည့်ပြီးပြီဆိုတော့ဒီမှာအောက်က next ဆိုတာနှိပ်လိုက်ပါခင်ဗျဒီနားရောက်ပြီဆိုတော့ကျွန်တော်တို့ကနည်းနည်းစောင့်လိုက်ပါစောင့်လိုက်မယ်ဆိုလို့ရှိရင်အကောင့်ထဲရောက်သွားပါလိမ့်မယ်အကောင့်ထဲရောက်ရင်တော့ကျွန်တော်တို့ကအကောက်ကစသုံးလို့ရပါပြီအကောက်ပွင့်ပါပြီခင်ဗျအကောက်ဖွင့်တဲ့နေရာမှာကျွန်တော်တို့ကတန်းရတဲ့သူတွေရှိတယ်တန်းမရတဲ့သူတွေလည်းရှိပါတယ်ခင်ဗျတန်းမရတဲ့သူတွေကခဏခဏဖွင့်ကြည့်နေပါနေ့တိုင်းဖွင့်ကြည့်နေပါရတဲ့အချိန်မှာကျွန်တော်တို့ကအကောက်ပွင့်သွားပါလိမ့်မယ်ခင်ဗျအကောက်ပွင့်ဖို့ရည်ကြီးပါတယ်ဒီ Facebook နဲ့ share ရတဲ့ဖုန်းနံပါတ်နဲ့ဒီ WhatsApp အကောက်ကိုဖွင့်ထားတင်ပါတယ်ခင်ဗျဖွင့်ဖို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျအချိုးရှိတယ်ဆိုရင်တော့အပေါ်လေးနဲ့အသေးလေးပေးပြီးတော့ comment လေးရေးပေးခဲ့ကြပါဦးခင်ဗျ